အရင်နေ့ကလေကြည့်ပေးမယ်လို့ပြောထားတယ်ဒီမနှောမရလေးနော်မနှောမရလေးနဲ့အခုကြည့်ပေးပါမယ်ရှင်။သူကအကြည့်ရေးတို့ပညာရေးတို့ဆိုပြီးတော့အဲ့လိုမျိုးထိုက်တဲ့တခုတော့တည်တတ်မတတ်မတော့ပဲနဲ့ဒီရပိုင်းတော့တွင်းထဲမှာဂျုံတွေ့ရမယ့်ကံကြမ္မာဆိုပြီးတော့ပဲကြည့်ပေးပါမယ်နော်။အဲ့ဒီတော့ဗာလေးလဲဆိုတော့သူကဒီမှာ magician လေးကြာရနော် magician ကိုမှ reverse လေးကြာရတယ်ဆိုတော့နည်းနည်းတော့သတိထားရတော့မယ်။နော်ဗာလေးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီချစ်သူကြီးစားအဲ့လိုမျိုးကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ဆိုလို့ရှိရင်အထင်လွဲမှုလေးတွေခံရတတ်တယ်အထင်မြင်လွဲမှားခြင်းလေးတွေဖြစ်တတ်တယ်နားလည်မှုတွေလွဲတယ်ကိုမလုပ်တဲ့ကိစ္စတစ်ခုမှာကိုလုပ်တယ်ဆိုပြီးဆွဆွဲခံရတာတွေဖြစ်တတ်တယ်မှားယွင်းပြီးဆွဆွဲခံရခြင်းတွေကြုံရနိုင်တယ်နောက်တစ်ခုကဆုံးဖြတ်ချက်မှားတတ်တယ်ဒီအတော်အတွင်းနေတဲ့မှာဒီစာချုပ်စာတမ်းနဲ့ပတ်သက်တာစာရွက်စာတမ်းနဲ့ပတ်သက်တာလက်မှတ်ထိုးရမယ့်ကိစ္စရက်တွေလုပ်ငန်းကြီးကြီးမားမားလှုပ်ဆောင်ဖို့ရှိရတူရဲ့အထူးသတိထားတဲ့နဲ့ဖြစ်နိုင်ရင်တော့အနည်းဆုံးခွာနေပြီးတော့မှ17ရက်ကျော်ပြီးနောက်ပိုင်းလောက်မှာပဲအကိစ္စတွေကိုပြန်လုပ်စေချင်တယ်နော်ဒီကြားထဲမှာတော့မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်းတော်တော်လေးသတိထားတဲ့အနေအထားမျိုးတွေမှာတွေ့ရပါတယ်ရှင်။ဘာဖြစ်နိုင်တတ်တယ်လဲဆိုရင်လေကိုမျောလင့်နေရတူသူကငါစီပဲချိန်စားဖို့မှလည်းသူဘယ်တော့ဆက်သွယ်မှလည်းကိုမြဲတဲ့ဆောင်နေရဒါပေမဲ့သူကိုမဆက်သွယ်လာနိုင်သေးဘူးဆိုတာမျိုးပဲမြင်နေရတယ်။ तू ကလေဘာကြောင့်လဲဆိုတော့ကို့အထင်နေလွဲနေတာပေါ့နော်။သူ့ရဲ့တစ်ဖက်သက်အတွေ့တွေတစ်ဖက်သက်အမြင်တွေနဲ့ကို့အထင်လွဲနေရဆိုတာမျိုးတွေမှာတွေ့နေရတယ်။နောက်တစ်ခုအနေနဲ့ဆိုရင်ကိုကတော့ကောင်းအောင်နေပေးပါတယ်ဒီအခြေရေးတွေလူမှုရေးတွေမှာဆိုရင်လည်းဒါပေမဲ့ကိုကောင်းတလောက်နော်တစ်ဖက်လူကိုယ့်ရဲ့အနီးနားလူကကိုယ့်ရဲ့ကောင်းပေးတဲ့အရာတွေကိုမမြင်မဲနဲ့ကိုစေတနာနဲ့လုပ်ပေးမိတဲ့အရာလေးတွေတချို့အရာတွေပါပေါ့နော်အဲ့ဒီအရာတွေကစေတနာမှားဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးကိုကတော့အကောင်းလုပ်ပေးရဲဒါပေမဲ့သူတို့ကကိုအကောင်းမမြင်ဘူးဆိုတာတွေဂျုံနေရတတ်တယ်လုပ်ငန်းထဲမှာဆိုလို့ရှိရင်လည်းဖိအားပေးခံရတာမျိုးတွေဖြစ်နေနိုင်တတ်လိမ့်မယ်နော်အဲ့တော့သတင်းကောင်းလေးကြည့်ရအောင်တော့နည်းနည်းတိတ်မကောင်းနိုင်ပဲကြာမယ်ဆိုသတင်းကောင်းအနေနဲ့ဗာလေးကြောက်ဘာလေးကြုံရဖို့ရှိမလဲအဲ့တော့သတင်းကောင်းအနေနဲ့ဆိုရင်ကတော့ဒီမှာ three of cups ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုတကယ်အစင်မပြေတော့ဘူးလို့ထင်ထားတဲ့သူတွေနဲ့ပေါ့နော်အစင်ပြေမဲ့ထင်ထားတဲ့သူကိုစောင့်မျှော်နေတဲ့သူနဲ့တော့အစင်မပြေပေမဲ့ကိုကဒီလူနဲ့တော့မပြေတော့ဘူးဒီတငယ်ချင်းပဲဖြစ်ချစ်သူပဲဖြစ်ပေါ့နော်အစင်မပြေတော့ဘူးလို့ထင်ထားတဲ့သူနဲ့ကြတော့ထူးထူးဆန်းဆန်းပြန်အဆင်ပြေသွားတယ်ဆိုတာမျိုးကြုံတွေ့ရတတ်မယ်။နောက်တစ်ခုကကြတော့အရင်ကလုပ်ခဲ့ဘူးတဲ့လုပ်ငန်းခုမှလုပ်မဲ့လုပ်ငန်းမဟုတ်ဘူး။အရင်ကလုပ်ခဲ့ပြီးတဲ့လုပ်ငန်းကိုအကျိုးမြတ်ဆောင်မျှော်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ကောင်းတွေရရှိရမျိုးတွေဖြစ်တာမျိုးတွေသတင်းကောင်းကြားရတာမျိုးတွေကြုံရမယ်။ရဝင်းမြေချားကသူတွေစီကနေပြီးတော့မှသတင်းကောင်းကြားရနိုင်တတ်တယ်။နောက်တစ်ခုကကြတော့နိုင်ငံရခြားနဲ့ပတ်သက်တဲ့ကံမျိုးလေးတွေမှာကောင်းနိုင်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်။အယောင်းဝယ်လုပ်တဲ့သူတွေအတွက်လည်းကံပေးနေပါတယ်ရှင်။